2021စစ်အာဏာသိမ်းတဲ့နေ့ကနေဖမ်းဆီးထောင်ချခံထားရတဲ့သမ္မတဦးဝင်းမြင့်ကိုပစ်ဒဏ်လျှော့ပေါ့လွတ်ငင်းခွင့်ပေးတယ်လို့နေပြည်တော်ကသတင်းထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာနှစ်စန်းတရက်နေ့လွတ်ငင်းနဲ့ပစ်ဒဏ်လျှော့ပေါ့လွတ်ငင်းခွင့်ပေးတဲ့အထဲမှာထည့်သွင်းလိုက်ပြီးသူ့ကိုအကျဉ်းချထားတဲ့တောင်ကူထောင်ကနေမိသားစုထံပြန်လည်ဆိတ်လွတ်ခဲ့ပြီလို့ဆိုပါတယ်။ဦးဝင်းမြင့်ကိုစစ်တပ်ကအာဂတိပုံမှန်တွေရာဇသကြီးပုံမှန်တလာ30ကားတို့နဲ့ဆွတ်ပွဲခဲ့ပြီးတရားစွဲဆိုခဲ့ကစုစုပေါင်းထောင်ဒဏ်9နှစ်နဲ့6လချမှတ်ပြီးအကျဉ်းချခဲ့တာဖြစ်ပါတယ်။စစ်အာဏာသိမ်းတဲ့နေ့ကစစ်တပ်အရာရှိတွေကဦးဝင်းမြင့်ကိုကြမ်းမာရေးအကြောင်းပြပြီးနှုတ်ထွက်ပေးဖို့ပြောချိန်မှာနှုတ်ထွက်မပေးနိုင်ဘူးအသေးခံမယ်လို့ပြောခဲ့သူဖြစ်တယ်လို့အာဏာမသိမ်းတင်ကြောင်းဥပဒေနဲ့အညီလုတ်တင်ကြောင်းပြောခဲ့သူအဖြစ်သူ့ရဲ့တရားရုံးထွက်ဆိုချက်တွေမှာတွေ့ရပါတယ်။ဒေါ်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ကိုပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီရဲ့ဗဟိုလအလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ကျွန်တော်တို့ဥပဒေကိုနေအိမ်အကျယ်ချုပ်ချမယ်ဆိုတဲ့သတင်းတွေကြားတော့ကျွန်တော်တို့ကတွေ့ခွင့်ရမလားလို့ကြိုးစားကြည့်မှာပေါ့လေ။ရှေ့နေတွေလည်းရောက်နေကြမှာပြီလို့ NLD ရဲ့ဗဟိုလအလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါက်တာမျိုးညွန့်ကပြောပါတယ်။အာနာသိန်းနဲ့2021ဖေဖော်ဝါရီလ1ရက်နေ့ကတည်းကအတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ဖမ်းဆီးထိန်သိမ်းခံထားရတာရပ်ပေါင်း1900ကျော်ရှိလာပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဒေါ်အောင်ဆန်းစုကြည်ကိုဒုတိယဗိုလ်ချုပ်ကြီးရပြင်းနဲ့ပြည်ထောင်စုဝန်ကြီးအသစ်ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေကိုတွားရောက်တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေလည်းကြဲကြဲပြန့်ပြန့်ထွက်ပေါ်ခဲ့ပါသေးတယ်။